မင်္ဂလာပါတော့ညီလေးမေးထားရှိတယ်အဲ့ညီလေးမေးထားဒါကြာပါပြီလွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်ကဖြစ်မယ်။ तू ကဘောဆိုင်ချရင်ဘယ်လိုချလဲမီးကြီးဘယ်လောက်ထားလဲဘာလဲညာလဲအဲ့တော့အတက်ပညာတစ်ခုအနေနဲ့ဝေလင်းအဲ့မှာတွင်ကုန်ခုတ်တဲ့ညီလေးဝေလင်းကနေမေးတဲ့ဟာကိုပြန်ပြောရတာဖြစ်လိမ့်မယ်အဲ့ပိုက်လိမ့်မယ်အဲ့ဒါလေးကိုတေချာမှတ်တာအခုတေချာရှယ်ပြန်မေးမယ်လို့ပြောထားတယ်ပြောထားရဘာဖြစ်လဲအခုကဒါရေပန့်နေရေပန့်ဘောဆိုင်က125ရှိတယ်သိလားဘောဆိုင်125ရှိတာကိုဒီမှာမီတာနဲ့125ချိန်ပြီးတော့ဘိုးခိန်းနဲ့125ချလိုက်ရပြီတွင်သမားကပိုင်းရင်နဲ့ရှိဖို့လိုသလိုမူရင်တရေကောင်းဖို့လိုတယ်မူရင်တရေကောင်းဖို့လိုတယ်ဆိုတာကဒီ125ဘောဆိုင်ချတဲ့ခါမှာဘောဆိုင်ကိုသွားပြီးကျွန်တော်ဘောလေးခဏတော့ငားပါလို့သွားပြောလို့မရဘူးနောက်တစ်ခါဘောကိုဒီ125ဘောဝယ်ပြီးတော့ထည့်ကြည့်လို့မရဘူးဒါကြီးကိုထည့်ကြည့်လိုက်ပြန်ချလိုက်ထည့်ကြည့်လိုက်ပြန်ချလိုက်လုံးလို့မရအောင်ဘယ်လိုပြောမလဲဒီတွင်သမားသည်တော်တော်လေးဘယ်လိုပြောမလဲစီစီသက်သက်သေးတက်ရကဆရာတယောက်ကပင်ပေးလေးတဲ့တွင်သမားကောင်းတို့ညီဒီမှာဒီဘောကိုလက်နဲ့သွားထိစရာမလိုတခါကျတချို့ကျွန်တော်ဘောဆိုင်ချဘောကကြွကြွတော့မခွာဘူးပေါ်ကလေးပါနဲ့အုတ်တိုင်းနဲ့အကျမ်းပေါ့ဗျာ100လို့150ဆိုချလိုက်ရပြီဒီကောင်ရေပန့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့120ကောင်ကျင်းလို့0102ကျင်းလို့ရအပိတ်အဲ့လောက်မများဘူးအပိတ်များတဲ့ခေါင်းတွေကျရှော့ပေးရတယ်အဲ့တော့အခုကကျွန်တော်က125မီလီမီတာအတိ125ချလိုက်ပြီးသွားပြီကျွန်တော်သွားပြီးတော့ကျင်းလိုက်ကျဲသွားမလုံနဲ့ဒီမှာဆရာတွေရှိတယ်125တဲ့တိုင်းပဲပြီးသွားအတွင်းကိုထားတဲ့တိုင်းပဲအဲ့ဒါကိုဒီကိတ်ဘယ်လိုပြောမလဲဒီ inside တို့ဘာလို့တိုင်းတော့မသေးကြဘူးပေါ့ဗျာတိုင်းနေတာဆိုလို့ရှိရင်ဒါဒီလိုလုံးပေါင်းမဟုတ်ခုမှခမရစလောက်တာလဲမင်းနေတခါကျူပြောတာဒီလုံးပေါင်းဒီလိုပတ်အလုံးပေါင်းများစွာကိုခင်းပြီးတော့လမ်းလျှောက်သွားလို့ရှိရင်မိုင်း20မိုင်းစိတ်လောက်ရောက်အောင်ဒါသဘောကိုပြောပြတာဒါဒီလိုလုံးနေတာကြာပြီးဆိုတဲ့အကြောင်းပြောပြတာအဲ့တော့ဒီလိုပဲလုပ်တယ်ဒါအမှန်ပဲအဲ့တော့ဟိုကဘောဆက်က125ရှိရင်125 150ရှိရင်150 160ဆို160ပြီးသွားပြီသွားပြီးတော့ကွာချော့လာရင်တင်းလာရင်ဘာညာရှောက်မလုံးနဲ့ပုံမှန်လေတဲ့အပိတ် high speed လေတဲ့ကညာပုံမှန်တစ်မျိုးပြောင်းသွားတယ်အပိတ်ရှော့သွားကျွန်တော်ပြောတယ်တချို့မော်တိုင်းမှာအပိတ်1420 1500လေတဲ့ကောင်ကြီးဘောဆိုင်တွေကတအားကြက်လို့မရအောင်အသာလေးဘောလေးလက်မလေးဖိတဲ့လေးရှစ်စုံဝင်သွားဆိုင်မျိုးလောက်ရတယ်မချာမှာကြောက်ကြက်တယ်သူ့မျိုးသားရင်သူရှိအဲ့တော့အဓိကတော့တွင်သမားသည်ပိုင်းနဲ့ရှိဖို့လိုတယ်အဲ့ဒါကိုဆိုလိုချင်းဖြစ်တယ်အဲ့တော့မင်္ဂလာညနေခင်းလေးပါ